Little Forest ရုပ်ရှင်နဲ့ဝင်သွားသလို Ghibli movie တွေထဲပဲရောက်သွားသလိုနေရာလေးတစ်ခုရန်ကုန်ထဲမှာရှိရဲဆိုရင်ယုံကြမလားမာရီယာတော့ကိုအာရီယက်ဒီလေးလို့ခန်းစားမိသွားတယ်စိမ့်ဆူအုပ်ဆိုင်အောင်မှာကိုကလူတစ်လေးဖြစ်သွားခဲ့ရွှေ့ဖို့တော့ဒီတိုင်းကြော်သွားကြတဲ့နေရာဆိုပေမဲ့တိပီသားလူတွေအတွက်တော့ဒီနေရာလေးကလေတကယ်ကိုစိတ်ငြိမ်ရဝန်းလေးတစ်ခုပဲဆိုတော့ဒီစိတ်ငြိမ်ရဝန်းလေးပြောင်းသွားရအောင်လို့ဘယ်နေရာမှမပြောပြတော့ရင်ကောင်းမလားပဲနော်စတာပါဒီနေရာကလေဂျပန်တရားလို့လည်းခေါ်ကြတဲ့တာဂီရာဒေါ်ဘုံတရားပေါ့နော်တရားဆင်းတဲ့တက်တွေမှာအများသူကအေးလူလမ်းလျှောက်နိုင်မယ့်နေရာလေးလုံထားတာမို့လို့ Little Forest ရုပ်ရှင်တွေကလို့မြို့နယ်ရဲ့တောက်လေးရောက်နေဆိုခံစားရတယ်ကားတန်တွေရှိနေသေးပေမဲ့တရွက်လောက်တန်နဲ့ဒီတိုက်တန်တွေကအဲ့ဒီတန်ကိုခဏလောက်ပုံထားပြီးတယ်တရားအောင်မှာဖြက်စီးနေတဲ့ပစုံတောင်ချောင်းကိုလည်းရတာခံကြည့်လို့ရတယ်ရန်ကုန်မြို့ရဲ့အရှုပ်ရှင်းတွေကြားထဲကနေခဏလောက်ပျောက်ကွယ်သွားလို့ရတဲ့နေရာလေးတစ်ခုရှာနေရင်တော့ဂျပန်တရားပေးလမ်းလေးခဏလောက်ဆင်းရှောင်းလိုက်နော်နောက်တစ်ပတ်ရင် Place of ရန်ကုန်မှာပြန်ဆိုကြမယ်နော်